တကယ်နဲ့ထောင်ဝန်းကျင်လောက်မှာ OECD လို့ခေါ်တဲ့ဒီမိုကရေစီချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုက PISA လို့ခေါ်တဲ့ International Test System တစ်ခုကိုတည်ထွင်ပြီးတော့မှတကမ္ဘာလုံးမှာရှိတဲ့ကျောင်းသူကျောင်းသား15နှစ်အရွယ်ကျောင်းသူကျောင်းသားတွေရဲ့အရေးချင်းကိုစစ်တဲ့ system တစ်ခုလောက်ရအောင်ဆိုပြီးတော့မှစတင်ခဲ့ကြတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့တကမ္ဘာလုံးမှာရှိတဲ့15နှစ်အရွယ်ကျောင်းသူကျောင်းသားတွေရဲ့ literacy math and science ဆိုတဲ့ဒီနယ်ပယ်3ခုမှာသူတို့ရဲ့အရေးချင်းကဘယ်လိုရှိလဲဘယ်နိုင်ငံကကျောင်းသူကျောင်းသားတွေကအတော်ဆုံးလဲဆိုပြီးတော့မှသူတို့တွေကစပြီးစစ်ဆေးခဲ့ကြတယ်ဒီ test ကို3နှစ်တစ်ကြိမ်လုပ်ပြီးတော့မှเนาะလုပ်လိုက်တဲ့ခါကျတော့ဒီ test ရဲ့ဒီ PISA ဆိုတဲ့ international test system ရဲ့တမိုင်းကိုကြည့်လိုက်မယ်ဆိုရင်ဘယ်နိုင်ငံတွေကကျောင်းသူကျောင်းသားတွေကနော် top 10တွေ top 5တွေဘူဆွဲခဲ့လဲလို့ကြည့်လိုက်တဲ့အခါမှာ East Asia လို့ခေါ်တဲ့ China, Hong Kong, Singapore, South Korea, Japan စတဲ့ East Asia နိုင်ငံကကျောင်းသူကျောင်းသားတွေက top 1 to 5, 1 to 10အများကြီးဆွဲတာကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီနိုင်ငံတွေကကျောင်းသူကျောင်းသားတွေကကမ္ဘာမှာအတော်ဆုံးကျောင်းသူကျောင်းသားတွေလားလို့မေးစရာဖြစ်လာတယ်။ဒါပေမဲ့လည်းတကယ်မှာအခုကမ္ဘာမှာ real change တွေ real impact တွေလုပ်တဲ့နိုင်ငံတွေကိုကြည့်ပြန်တော့ဥပမာ real change လို့ပြောတဲ့အခါမှာinnovation and technology เนาะတည်ထွင်မှုတွေ AI တွေဒါမှမဟုတ်လဲentrepreneurship တွေ big company တွေပြီးတော့မှနိုင်ငံတကာနိုင်ငံရဲ့ education and well-being တွေ economic development တွေဒါမှမဟုတ်လဲဒီ creativity art အနုပညာထုတ်လုပ်မှုတွေပြီးတော့မှ thought leadership လို့ခေါ်တဲ့ဒီ philosophy science စတဲ့ paper တွေရေးရတယ်ကြည့်လိုက်တဲ့ခါကျတော့ဒီ PISA test score မှာပုံဆွဲနေတဲ့နိုင်ငံတွေကမဟုတ်ပဲနဲ့တခြားနိုင်ငံတွေကဖြစ်နေတယ်ဥပမာ US တွေ Germany တွေပြင်တခြား Finland တွေ Denmark တွေနိုင်ငံကဖြစ်နေတယ်အဲ့တော့ပညာရှင်တွေကဒီလိုမျိုးပေါ့နော် test system တွေရဲ့ validity လို့ခေါ်တဲ့ဒီတကယ်ကျောင်းသားတွေရဲ့အရေးချင်းတွေကိုဒီ test တွေကကိုဖော်ထုတ်နိုင်ရဲ့လားဆိုတဲ့မေးခွန်းတစ်ခုဖြစ်လာတယ်အဲ့တော့တကယ်ကြတော့ဒီလိုမျိုးပေါ့နော်ဒီနောက်ပိုင်းဒီ educator တွေ psychologist တွေက test score တွေကလူတစ်ယောက်ရဲ့ကျောင်းသားတစ်ယောက်ရဲ့တကယ်အရေးချင်းတကယ်စစ်မှန်တဲ့ဉာဏ်ရည်ဉာဏ်သွေးကိုမဖော်ထုတ်နိုင်ဘူးဆိုတဲ့စကားတွေဖြစ်လာထွက်လာအထူးသဖြင့် test score တွေရဲ့အားနည်းချက်ကတချို့ကျောင်းသူကျောင်းသားတွေကတချို့နိုင်ငံတွေမှာတကယ်ပညာလိုချင်လို့တကယ် curiosity လို့ခေါ်တကယ်သိချင်စိတ်နဲ့လေ့လာချင်စိတ်နဲ့လေ့လာတာမဟုတ်ပဲနဲ့ဒီ test တစ်ခုကိုအောင်ဖို့ဒီ test တစ်ခုကိုအမြင့်ဆုံးနဲ့ pass ဖို့ပဲဦးစားပေးခဲ့ကြတယ်အဲ့ဒါကြောင့်မို့သူတို့တွေရဲ့ရည်ရွယ်ချက်ကသင်ယူဖို့ learning ဖို့တက်မဟုတ်ပဲနဲ့နော် test တွေကိုဘယ်လိုဖြေမလဲ test တွေဘယ်လိုအောင်မလဲဆိုတဲ့ဟာမျိုးကမောင်းနေနေတာကိုတွေ့ရတယ်အထူးသဖြင့်နောက်ပိုင်းမှာဆိုရင်ခုမှ China တို့လိုနိုင်ငံတွေမှာဆိုရင်ကျောင်းသူကျောင်းသားတွေကမိုးလင်းမိုးချုပ်ကျောင်းသွားတယ်အိမ်ပြန်တော့လည်း private tutor တွေငားပြီးတော့ tuition တွေအဲ့လိုလုပ်လိုက်ရတဲ့ခါကျတော့ကလေးတွေရဲ့ပေါ့နော် psychologically ထိပြီးတော့မှာပေါ့နော်ဒီလိုမျိုးအမျိုးကျမ်းမာရေးနဲ့ဆိုင်တဲ့ကျမ်းမာရေးစိတ်ပိုင်းဆိုင်ရာအဆိုးကျိုးမျိုးတွေဖြစ်လာလို့အခုဆိုရင်တရုတ်အစိုးရနောက်ပိုင်းမှာဒီလိုမျိုးကလေးတွေကိုတစ်ချိန်လုံးမိုးလင်းမိုးချုပ်စာကြည့်ခိုင်းတဲ့ tuition system မျိုးတွေကိုတရုတ်အစိုးရကเนาะစပြီးတော့မှ crack down တွေလောက်လာတယ်เนาะပြီးတော့မှအခုဟောင်ကောင်တို့စင်ကာပူတို့မှာလည်းရှူချာပူကြမယ်ထင်တယ် tuition တွေရန်ခက်စားပြီးတော့မှကလေးတွေကမိုးလင်းမိုးချုပ် tuition နဲ့ပဲအချိန်ကုန်ဒါတွေတွေ့ရဒါပေမဲ့တကယ် real world impact တွေမှာเนาะ creativity innovation တွေမှာကြတော့ဘာကပိုရေးပါလဲလို့ကြည့်လိုက်တဲ့ခါကျတော့ဒီ test score နဲ့ဆိုင်တဲ့ test ဖြေကျွမ်းတာတွေတခုတက်မဟုတ်ပဲနဲ့နောက်ပိုင်းမှာပေါ့နော် educator တွေတေချာပြန်ကြည့်လိုက်တဲ့ခါကျတော့ဒီ test ဖြေတဲ့ score တွေเนาะဒီ memorization တွေပါတယ်ပို့ပြီးအရေးကြီးတဲ့အရာကိုသူတို့ဘာတွေ့လာလဲဆိုတော့တခြား indicator တွေကပေါ့နော်ဒီ real world မှာ success indicator တွေနဲ့ပိုနီးစပ်တာတွေဘာတွေဖြစ်လဲဆိုတော့ critical thinking เนาะ problem solving creativity စတဲ့တခြားဒီ
ဟာတွေကပို့ပြီးတော့လူတစ်ယောက်ရဲ့အောင်မြင်ရေးကိုပို့ပြီးတော့မှ predict ပို့လုပ်နိုင်တယ်လို့ပြန်ပြီးတော့တွေ့ရှိခဲ့ကြတယ်အဲ့တော့ဒီနေ့ဒီအရာတွေထဲကပထမအဆုံးအချက်ဖြစ်တဲ့ critical thinking အကြောင်းကိုကျွန်တော်တို့နည်းနည်းပြောချင်တယ် critical thinking ဆိုတာဘာလဲเนาะကျွန်တော်တို့ကြားနေရတာ critical thinking ဆိုတာဘာလဲဆိုတာကျွန်တော်တို့နည်းနည်းဝေခွဲမရဖြစ်တာမျိုးတွေလည်းရှိတယ်အထူးဖြင့် critical thinking ကိုကျွန်တော်မြန်မာလိုပြောကြည့်မယ်ဆိုရင်ဖြည့်ရှာလို့မရတယ်လို့ဖြစ်တယ်တစ်ဖက်ကကြည့်ရင်လည်းကျွန်တော်မြန်မာပြည်မှာ critical thinking ဆိုတာမရှိတာလည်းဖြစ်နိုင်တယ်เนาะဆိုတော့ critical thinking ဆိုတာကိုကျွန်တော်အကြမ်းဖျင်းအဖြစ်ကြည့်မယ်ဆိုတော့ critical thinking မှာဒီလိုမျိုးပေါ့နော်ဒီ scholar တွေသဘောတူထားတဲ့အချက်၅ချက်ရှိတယ်ပထမ critical thinking ရဲ့ပထမ step အချက်တစ်ချက်ကဘာလို့ဆိုတော့ questioning အထူးသဖြင့်ဒီနေ့ခေတ်မှာเนาะ social media ခေတ်မှာเนาะ online တွေပေါ်မှာ Facebook တွေပေါ်မှာ post တွေပြောချက်တွေသတင်းတွေအများကြီးရှိတယ် critical thinking မရှိတဲ့လူကဒီသတင်းတွေကိုမြင်တာနဲ့ကျွန်တော်တို့တွေယုံတယ် like share တယ်ဒါပေမဲ့ critical thinking ရှိတဲ့လူက questioning ဒီသတင်းရဲ့ source ကဘာလဲဒီသတင်းရဲ့ရင်းမြစ်ကဘယ်ကနေလာလဲဒီသတင်းကတကယ်ရောဖြစ်နိုင်ရဲ့လားဆိုတော့ questioning ရှိရမယ်လို့ပြောတယ်ပြီးတော့နောက်တစ်ချက်က analyzing ပေါ့နော်ဒီသတင်းတွေတောင်းဖို့လေဒီလူတယောက်ရဲ့ပြောပြချက်တစ်ခုတည်းမှာဒီအစိတ်အပိုင်းတွေခွဲခြမ်းစိတ်ဖြာပြီးတော့ဖြစ်နိုင်ခြင်းမဖြစ်နိုင်ကိုကျွန်တော်တို့ logically သုံးသပ်တယ် analyzing ပြီးတော့နောက်တစ်ခုကကြတော့ evaluate လုပ်တယ်เนาะ evaluate လုပ်တယ်ဆိုတဲ့အခါမှာဒီအပြောတစ်ခုအရာတစ်ခုကိုအစိတ်ပိုင်းပေါင်းများစွာခွဲခြမ်းစိတ်ဖြာပြီးတော့မှကျွန်တော်တို့ evaluate လုပ်တယ်ပြီးတော့မှဒီဟာကိုပဲပေါ့เนาะဒီ reflect လုပ်တယ်ကျွန်တော်တို့ဒီပြောတဲ့အရာတစ်ခုကိုကျွန်တော်တို့ဘယ်လိုလုပ်ပြီး reflect လုပ်နိုင်မလဲစတဲ့ဒီလိုမျိုးအချက်တွေနဲ့ပေါင်းစပ်ထားတော့ကျွန်တော် critical thinking လို့ကျွန်တော်အကြမ်းဖြင့်ပြောလို့ရမယ်ဒါပေမဲ့တကယ်ရှင်းလေး critical thinking ဆိုတာဘာလဲလို့ပြောလိုက်မယ်ဆိုတော့ယူအဖြေကကျတော့ဘာလဲဆိုတော့လောကမှာเนาะကျွန်တော်ပတ်ဝန်းကျင်မှာတခုကြားလိုက်တဲ့ချိန်မှာလူတစ်ယောက်ကတခုပြောလိုက်တဲ့ချိန်မှာလူတစ်ခုမြင်လိုက်တဲ့ချိန်မှာဒီဟာကိုချက်ချင်းเนาะမယုံဘဲနဲ့မိခွန်းထုတ်မယ်အဖြေရှာမယ် analyze လုပ်မယ် reflect လုပ်မယ်ပြီးတော့မှကိုယ့်ရဲ့ bias တွေပေါ့နော်ကိုယ်မှာရှိနိုင်တဲ့ bias တွေကိုပြန်သုံးသပ်တယ် reflect လုပ်တယ်စတဲ့အရာတွေနဲ့ဆိုင်ပြီးတော့မှတခုကို evidence အထောက်အထားမရှိဘဲနဲ့ကျွန်တော်တို့မယုံဘူးအဲ့ဒီမယုံတဲ့ဟာကိုပဲကျွန်တော်တို့ critical thinking လို့အကြံဖြင့်ပြောလို့ရမယ်တဲ့တခါတလေကောင်းတဲ့အတွေးခေါ်တွေပဲဖြစ်ဖြစ်ကောင်းတဲ့ concept တွေပဲဖြစ်ဖြစ်အဲ့ဒါကိုအစိုးဘက်ကနေပေါ့နော်ဖြစ်တဲ့အရာတွေလည်းတချို့ရှိတယ်ဥပမာလောကမှာဘာမှအယုံကြည်မရှိဘူးဆိုတာတော့အဲ့ဒါတွေကလည်းမဟုတ်ဘူး critical thinking ဆိုတာကြားဘာပဲကြားမယုံဘူးလို့ပြောတာလည်းမဟုတ်ဘူးအဲ့ဒါလည်း critical thinking မို့လောကမှာဘာမှအယုံကြည်မရှိဘူးဆိုပြီးတော့မှရှောက်အော်နေတဲ့နော်မင်းသားလို့ဘာလို့ရှောက်ပြောနေတဲ့လူတွေလည်းရှိအဲ့ဒါလည်း critical thinking မို့ critical thinking ဆိုတာ usually critical thinking ဆိုတာလူတစ်ယောက်ရဲ့ပြောလိုက်တဲ့အရာတစ်ခု internet မှာတွေ့လိုက်ရတဲ့အရာတစ်ခုကိုအထောက်အထားခိုင်လုံမရှိဘဲနဲ့မယုံတာအဲ့ဒါ critical thinking ပဲအရှင်းဆုံးပြောရမယ်ဆိုတော့တကယ်မှာကျွန်တော်တို့ပညာရေးရဲ့เนาะရည်မှန်းချက်ရည်ရွယ်ချက်ကလည်း test တွေကိုအောင်ဖို့မဟုတ်ဘူးเนาะဒီရှိတဲ့မြအရာတွေအလွတ်ကျစ်ဖို့လည်းမဟုတ်ဘူးဒါတွေပို့ပြီးအရေးကြီးတာအကြောင်းသားတွေကို critical thinking ရှိအောင် train ပေးတာเนาะကျွန်တော်တို့ကြားတဲ့အရာတွေလူကြီးကပဲပြောဘယ်သူကပဲပြောကျွန်တော်တို့ကမေးခွန်းထုတ်ခွင့်ရှိတယ်သူတို့ပြောပြချက်တွေကိုအထောက်ထားခိုင်လုံမှုရှိမရှိသုံးသပ်ခွင့်ရှိတယ်ဆိုတော့ဒီအရာတွေကိုကျွန်တော်တို့က critical thinking လို့ကျွန်တော်တို့ပြောလို့ရမယ်တဲ့နောက်တစ်ပိုင်းတွေမှာကြံတဲ့ problem solving နဲ့ creativity အကြောင်းတွေကျွန်တော်တို့ဆက်ပြောကြရအောင်